ကျွန်တော်ဒီနေ့ချိတ်ဆက်ပြီးပြောရမယ်အကြောင်းအရာတစ်ခုပေါ်ပေါက်လာတယ်ကျွန်တော်တို့တိုင်းပြည်ကဘာနဲ့သွားတူလို့ဆိုတော့မွေးပူရာကင်းမောက်ဒီလိုပဲကျွန်တော်စကားလုံးသုံးပါမယ်မွေးပူရာကင်းမောက်ဘူးလေးရဖယုံဆင့်ဆိုသလိုမျိုးပဲကျွန်တော်တို့တိုင်းပြည်ရဲ့ကံကြမ္မာကတော်တော့ဟိုဘာလို့ဆိုနိုင်ငံပေါင်းစုံရဲ့ဒီဘာခေါ်လို့ဆိုတော့ဟိုဟာထဲမှာကြာဟိုစက်ကွင်းထဲမှာမလွတ်ဘူးကျွန်တော်တိုင်းပြည်ကိုကြားချောင်းသလိုချောင်းတယ်ကြားဆိုရင်နှိပ်ပါတယ်ဗျာဟိုခွေးချောင်းသလိုချောင်းတော့မြေခွေးချောင်းသလိုချောင်းနေတာကျွန်တော်တိုင်းပြည်ရဲ့ဟိုနေနမိတ်တွေကိုမြေခွေးချောင်းသလိုချောင်းနေတဲ့ဇလန်တစ်ခုအခုဆိုတာပို့ပြီးကြဲလောင်ထွက်လာပြီပေါ့နော်ဒီနေ့ရဲ့အကျေလောင်ဆုံးဟော့ဖြစ်ဆုံးအကြောင်းပါဆိုရင်အဲ့ကိစ္စပေါ့ကျွန်တော်အကြောင်းအသုံးကိုဆက်ခုပြောရမယ်ချိတ်နေတယ်ပေါ့တစ်ခုနဲ့တစ်ခုချိတ်နေလို့ပါပထမတစ်ခုကဘာလဲဆိုတော့ဒီဂျမဲအီအစ္စလာမီဆိုတဲ့ဂျမတ်အီအစ္စလာမီဆိုတဲ့ဒီဘင်္ဂလားဒေ့ရှ်ပါတီပေါ့ဗျာပါတီပေါ့အဲ့ဒီပါတီကြီးကအခုလက်ရှိအာဏာရပါတီလို့လည်းတော့ရမှာတော့မသိသူတို့ကလောဆယ်တော့သူတို့အားကောင်းနေသူတို့ကတရုတ်ကွန်မြူနစ်ပါတီရဲ့လူကြီးတွေနဲ့တွေ့တဲ့အချိန်မှာပြောတဲ့စကားပြီးရင်နော်အေနဲ့မဖြစ်မနေဆက်ဆံဖို့လိုအပ်တယ်လို့ဘင်္ဂလားဒေ့ရှ်ဘက်ကပြောတဲ့စကားရယ်နောက်ဘင်္ဂလားဒေ့ရှ်ဘက်ကနေဆက်မှာဘင်္ဂလီတွေကိုကူညီဖို့အတွက်ကုလသမဂ္ဂနဲ့ညှိနှိုင်းတယ်ပြီးတော့သဘောတူလိုက်တဲ့စကားအဲ့သုံးခုကချိတ်နေတယ်ဘာအောင်ချိတ်လဲဆိုတော့အချောင်းမဟုတ်ဘူးမြန်မာနိုင်ငံရဲ့ဒီအနောက်ဘက်ပင်လယ်ထွက်ပေါက်ရခိုင်ပြည်နယ်ဒေသတစ်ခုလုံးရဲ့အနာဂတ်အတွက်စိုးရိမ်စရာကောင်းတဲ့အခြေအနေတစ်ခုညွန်ပြနေတယ်လို့ကျွန်တော်တိုက်တွန်းခြင်းဟိုရည်ညွှန်းခြင်းတယ်အဲ့တော့ပထမတစ်ခုကဘာလဲလို့မင်းခုနပြောတဲ့ဒီဂျမတ်အီအစ္စလာမစ်ကိစ္စအဲ့အစပြောတာပေါ့နော်ဂျမတ်လို့ခေါ်တာဘူးခေါ်ပါတော့ဂျမဲလို့ခေါ်မလားဂျမတ်လို့ခေါ်မလားအဲ့ဒီအဖွဲ့ကသူတို့ကစပြီးပြောတယ်ဒီဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာဖော်ပြလာတယ်ဒီတခြားဆက်တဲ့မီဒီယာတွေမှာဖော်ပြလာတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ဂျမတ်အီအစ္စလာမီဆိုတဲ့ပါတီကတွဲမြကွန်မြူနတီပါတီကိုယ်စားလှယ်အဖွဲ့နဲ့ပြီးခဲ့တဲ့ဧပြီလ29ရက်မနေ့ကဒါကာမြို့တော်မှာတွေ့ကြတယ်သူတို့တွေ့ရတဲ့ပွဲမှာနော်သူတို့တွေ့ကြတဲ့ပွဲမှာသူတို့ဘာပြောလဲဆိုတော့ဘင်္ဂလားဒေ့ရှ်မှာဘင်္ဂလီတွေတဲ့ဘင်္ဂလီတွေ1.2 သန်းလောက်ရှိတယ်တဲ့သူတို့ကလူမဆန်တဲ့သဘောနေထိုင်ရတယ်သူတို့တွေကိုစားကြနေကြပေးထားတာအဖြေတစ်ခုမဟုတ်ပါဘူးဆိုပြီးတော့သူကစပြောတယ်ပြီးလည်းပြီးတော့သူတို့အတွက်အဖြေအားတဲ့ဘာလဲဆိုတော့ရခိုင်ပြည်နယ်ထဲမှာနေမြေအခြေချနေထိုင်ရေးဖြစ်တယ်တဲ့အဲ့တော့နေမြေအခြေချနေထိုင်ရေးဆိုတဲ့နေရာမှာပြည်နယ်တစ်ခုပေးဖို့အထိသူတိုက်တွန်းပေးတယ်ပြည်နယ်တစ်ခုပေးဖို့အထိနော်အဲ့ဒီလူတွေကိုပြည်နယ်ပေးဖို့အထိသူတွန်းတာပြည်နယ်တီးခြားပြည်နယ်သူကတော့ရိုဟင်ဂျာသုံးတာပေါ့ကျွန်တော်တို့ဘင်္ဂလီပေါ့ဘင်္ဂလီတွေအတွက်ရခိုင်ပြည်နယ်ထဲမှာဘင်္ဂလီတွေအတွက်တီးခြားပြည်လွတ်လပ်တဲ့ပြည်နယ်တစ်ခုထူထောင်ပေးဖို့လိုအပ်တယ်ပေါ့အဲ့လိုလိုအပ်တယ်အဲ့ဒါကြောင့်မို့အဲ့အတွက်ကိုတရုတ်နိုင်ငံဟာမြန်မာနိုင်ငံပေါ်မှာဩဇာညောင်းတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဆိုတဲ့သဘောမျိုးသုံးတယ်မြန်မာနိုင်ငံဩဇာညောင်းတယ်တရုတ်မြန်မာနိုင်ငံမှာဩဇာညောင်းတယ်နော်တရုတ်ဟာမြန်မာနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်တရုတ်မြန်မာနိုင်ငံနဲ့အကြီးမားဆုံးအခန်းကဏ္ဍမှာပါဝင်လှုပ်ဆောင်နေတယ်အဲ့ဒါကြောင့်မလို့နော်အဲ့ဒါကြောင့်မလို့သူကရခိုင်လွတ်လပ်တဲ့ရခိုင်နိုင်ငံသစ်ထူထောင်ရေးနော်ဘင်္ဂလီတွေအတွက်လွတ်လပ်တဲ့ရခိုင်နိုင်ငံသစ်ထူထောင်ရေးကိုလုပ်ပေးဖို့နော်အဲ့လိုလုပ်ပေးဖို့အဆိုပြုတရုတ်ဘက်ကလုပ်ပေးဖို့တရုတ်ဘက်ကနေပြီးတော့စဉ်းစားပေးဖို့ဆိုတဲ့သဘောမျိုးနဲ့ပြောတယ်တဲ့ကဲခင်ဗျားတို့ဒီမှာကျွန်တော်တို့ရဲ့ဘယ်လိုခေါ်မလဲတန်တမန်ရေးစကားလုံးတွေကိုကျွန်တော်ပြောနေရတာဝိရတဲ့ကြောင့်ဖြစ်တယ်ဗျာကျွန်တော်လူစကားပြောမယ်အရက်စကားပြောမယ်အရက်စကားလူစကားပြောမယ်ရိုးလေးပဲဘင်္ဂလီတွေအတွက်ရခိုင်ပြည်နယ်ထဲမှာသူတို့တီးခြားပြည်နယ်တစ်ခုလွတ်လပ်တယ်လွတ်လပ်တဲ့ပြည်တီးခြားပြည်နယ်တစ်ခုလွတ်ရတယ်အဲ့တော့တရုတ်နိုင်ငံနေနဲ့ကူညီပေးပါဒါပဲဟုတ်တယ်လိုရင်းပြောရရင်ဒါပဲတဲ့ပြောရရင်အဲ့ဒါပဲဟိုရှုပ်ချက်ခတ်နေမင်္ဂလာဆောင်စီဆိုတဲ့စကားလုံးသုံးမနေနဲ့မင်္ဂလာဆောင်စီဆိုတဲ့စကားလုံးသုံးမနေနဲ့လိုရင်းကပါလေဒါပဲအဲ့လိုဆိုတော့ရှင်းလေးရဲ့ဘင်္ဂလီတွေ1 သန်းကျော်1.2 သန်းကျော်အတွက်ရခိုင်ပြည်နယ်မှာတီးခြားလွတ်လပ်တဲ့ပြည်နယ်တစ်ခုလိုရတယ်ဒါပဲရခိုင်ပြည်နယ်တော့မဟုတ်ရခိုင်ပြည်နယ်ကိုတီးခြားလွတ်လပ်တဲ့ပြည်နယ်တစ်ခုဖြစ်ဖို့ဘင်္ဂလီတွေအတွက်တီးခြားလွတ်လပ်တဲ့ပြည်နယ်ဖြစ်ဖို့တရုတ်ကကူညီပေးဒါပဲတရုတ်ဒီလိုသဘောပြောတာတရုတ်ကွန်မြူနတီပါတီကိုသွားပြောတာဆိုတော့ပေါ်တင်ထုတ်ပြောလာတာဒါပေါ်တင်ထုတ်ပြောလာတာဒါဆိုရင်တမိုင်းเจ้าမှာဘာရှိခဲ့သလဲဆိုတော့မိကုန်းတွေစချိပြီဆိုတော့တမိုင်းเจ้าမပြောခင်သူနဲ့ဆက်ဆက်တဲ့နောက်တဲ့သတင်းတစ်ခုကရှိနေသေးတယ်နော်သူနဲ့ဆက်ဆက်တဲ့သတင်းတစ်ခုကအခြားမဟုတ်ဘူးသူကဘာကိုပြောတာလဲဆိုတော့ဒီဘင်္ဂလားဒေ့ရှ်ကတဲ့ကိုယ်နိုင်ငံအကျိုးစီးပွားအတွက်နော်ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနိုင်အကြံပေးပုဂ္ဂိုလ်တူဟစ်ဟူစိန်ဆိုတဲ့ပုဂ္ဂိုလ်ကနော်သူပြောတယ်ဘင်္ဂလားဒေ့ရှ်ကတဲ့ကိုယ်နိုင်ငံအကျိုးစီးပွားအတွက်မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်ဒေသကိုထိန်းချုပ်ထားတဲ့အေနဲ့ထိတွေ့ဆက်ဆံမှုလိုအပ်တယ်လို့ဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ်တူဟစ်ဟူစိန်ဆိုတဲ့ပုဂ္ဂိုလ်ကပြောတယ်တဲ့ဘယ်မှာပြောလဲဆိုတော့ဘင်္ဂလားဒေ့ရှ်ရဲ့သတင်းဌာနဖြစ်တဲ့ BD News 24မှာတရားအဲ့မှာထုတ်ပြန်ထားတယ်ပြောထားတယ်မနေ့က29ရက်နေ့သတင်းစာရှင်းလင်းပွဲမှာအဲ့ဒီတူဟစ်ဟူစိန်ဆိုတဲ့ပုဂ္ဂိုလ်ကမီဒီယာတွေသူတို့ရဲ့သတင်းတောက်တွေမေးတဲ့မေးခွန်းကိုဖြေတယ်ဆိုပြီးတော့ဒီနေ့ April 28ရက်နေ့ဘင်္ဂလားဒေ့ရှ် bdnews24.com မှာတွားကြည့်လိုက်အဲ့သတင်းရှိတယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်ကတဲ့နေသက်တစ်လျှောက်မှာအခြေအနေတွေပြောင်းလဲသွားပြီတဲ့ကျွန်တော်တို့တရားဝင်အသိအမှတ်ပြုထားပြီတဲ့ဒါကိုညှင်းလို့မရတော့ဘူးတဲ့အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့နေသက်တစ်ခုလုံးကအစိုးရမှုတဲ့ဖွဲ့စည်းတစ်ခုရဲ့လက်အောက်ကိုရောက်သွားပြီတဲ့အဲ့တော့မြန်မာနိုင်ငံဘိုးအစိုးရနေဒီဒေသမှာအာဏာသိမ်းမှုမရှိတော့ဘူးတဲ့ဆိုလိုတာကတော့ရခိုင်ပြည်နယ်ထဲမှာဘ
မြန်မာအစိုးရအာဏာသိမ်းမှုမရှိတော့ဘူးအေအေကအာဏာသိမ်းမှုရှိနေပြီအဲဒါကြောင့်ဘင်္ဂလားဒေ့ရှ်ကကိုယ့်ပိုင်ကြိုးစည်းပွားအတွက်ဆက်ဆံရေးကိုအေအေနဲ့ဆက်ဆံရေးကိုတနည်းတစ်ပုံဖြစ်နေထိမ့်သိမ်းထားရမယ်တရားဝင်ဆက်သွယ်လို့မရရင်လည်းမဆက်သွယ်ပဲတရားဝင်ဆက်သွယ်လို့မရလည်းမဆက်သွယ်ပဲနေမဲ့အစားလိုအပ်တဲ့အတိုင်းအတာတွေဆက်ဆံရမယ်အေအေနဲ့ဒီလိုမျိုးသူကပြောထားတယ်လူကြီးကတော့ရှင်းရှင်းပြောရင်တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကျိုးစီးပွားအတွက်အေအေနဲ့ဆက်ဆံရမယ်လို့ထုတ်ပြောလာတယ်တရားဝင်ဆက်ဆံလို့မရရင်တော့တရားဝင်နီးလန်းနဲ့ဆက်ဆံဖို့လိုအပ်တယ်ပုံစံမျိုးထိထုတ်ပြောလာတာကဲဒါတစ်ချက်နှစ်ချက်ရှိသွားရင်နော်အဲ့နှစ်ခုကဆက်ဆက်နေတယ်နောက်တစ်ခုကအဲ့ဒါဘာလဲဆိုတော့နောက်တစ်ခုကလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းသွားတယ်နောက်တစ်ခုကအဲ့ဒါဘာလဲဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့ဟိုမြန်မာနိုင်ငံနဲ့ပြေးလာတဲ့ရခိုင်ပြည်နယ်နဲ့မြန်မာနိုင်ငံရခိုင်ပြည်ပြေးလာတဲ့လူတွေအတွက်လူသားချင်းစာနာထောက်ထားမှုတွေကိုကူညီပေးဖို့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာနော်ရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာလူသားချင်းစာနာမှုဈေးညံတစ်ခုပေါ်ဆောင်မှုကုလသမဂ္ဂရဲ့တောင်းဆိုချက်ကိုဘင်္ဂလားဒေ့ရှ်ကလက်ခံတယ်တဲ့လက်ခံတယ်ဆိုပြီးတော့ခုနပဲလေတိုဟစ်ဟူစိန်ကပဲမီဒီယာတွေကိုထပ်ပြောတယ်ဆိုတော့ဒါ UN ကုလသမဂ္ဂကနေပြီးတော့သူကဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်လျှောက်မှာလူသားချင်းစာနာမှုဈေးညံတစ်ခုပေါ်ဆောင်မှုကုလသမဂ္ဂကဘင်္ဂလားဒေ့ရှ်ကိုတောင်းဆိုတယ်ဘင်္ဂလားဒေ့ရှ်ကအဲ့ဒါကိုခွင့်ပြုတယ်ပေါ့ပြောချင်တယ်အဲ့တော့ဒီသုံးခုကဆက်ဆက်နေတယ်အဲ့တော့ဒီဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တစ်လျှောက်မှာလူသားချင်းစာနာထောက်မှုဈေးညံဆိုတဲ့အာယူခွင့်ပြုလိုက်တယ်ဘင်္ဂလားဒေ့ရှ်ပဲခွင့်ပြုလိုက်ပြီးတော့ဘင်္ဂလီတွေကကူညီမယ်ဆိုတော့ဘင်္ဂလီတွေသူတို့ကူညီတာကအစားအသောက်တွေဆေးဝါးတွေကူညီတာမဟုတ်ဘဲနဲ့အစားအသောက်ဆေးဝါးခေါင်းစဉ်အောက်ကနေတိုက်ခိုက်ရေးနဲ့ဆိုင်တဲ့စစ်လက်နက်နဲ့ဆိုင်တဲ့သို့မဟုတ်စစ်ရေးနည်းပညာနဲ့ဆိုင်တဲ့နိုင်ငံရေးနယ်ချဲ့မှုနဲ့ဆိုင်တဲ့ကိစ္စတွေနယ်မြေနယ်ချဲ့မှုနဲ့ဆိုင်တဲ့ကိစ္စတွေကူညီပေးနေခဲ့ရင်ဘယ်သူတာဝန်ယူမလဲဘယ်လိုရှင်းကြမလဲပေါ့နော်ဆိုတော့ဒါစဉ်းစားဖို့ကောင်းတယ်တစ်ချက်ပေါ့နော်ပြီးတော့အဲ့နဲ့ဆက်ဆက်ပြီးတော့ခုနကလေအဲ့ဒါနဲ့ဆက်ဆက်ပြီးခုနအေအေနဲ့ဆက်ဆံဖို့လိုရင်လည်းဆက်ဆံရမယ်အေအေနဲ့ဆက်ဆံထားရမယ်ငါတို့နိုင်ငံကျိုးစွာတဲ့အေအေနဲ့ဆက်ဆံရမယ်လို့ဘင်္ဂလားဒေ့ရှ်ကဒီလိုပြောလာတယ်ပေါ်တင်နေထုတ်ပြောလာတယ်ဒါကဘာပြောဆိုတည်တဲ့နာဆာကအစိုးရပေါ်မှာမင်းတို့ရဲ့ဩဇာတက်ရောက်မှုကဘာမှမရှိတော့တဲ့အတွက်ငါတို့ကအေအေနဲ့ပဲဆက်ဆံမယ်မင်းတို့နဲ့ဆက်ဆံကြအကြောင်းမရှိတော့ရခိုင်ပြည်နယ်ကိစ္စတယ်ဆိုတော့ရခိုင်ပြည်နယ်ကိုပွင့်လင်းပြောရင်ဘင်္ဂလားဒေ့ရှ်ကတွယ်ဝိုက်ပြီးတော့အေအေအုပ်စုကိုမင်းတို့တွေကိုပိုင်လွတ်လပ်ခွင့်နိုင်ငံတူတော်ရင်ငါတို့ကထောက်ခံမယ်နော်လို့တော့တွယ်ဝိုက်ပြောသလိုဖြစ်နေတယ်ပြောချင်တာအေအေကနိုင်ငံသစ်ထူထောင်ခြင်းတယ်လို့ပြောရင်ဘင်္ဂလားဒေ့ရှ်ကလက်ခံမယ်ဆိုတဲ့ပုံစံထိမရောက်အောင်သူတို့က narration တွေဆွဲနေပြီနောက်တစ်ချက်ကခုနပိုဆိုးသွားတာကခုနပြောတဲ့ငွေပူရကင်းမောက်ဘူးလေးရဖုံးစင်သူလို့ပေါ့ရခိုင်ပြည်နယ်ကတိကျလွတ်လပ်တဲ့ပြည်နယ်တစ်ခုဖြစ်ဖို့တိကျလွတ်လပ်တဲ့နိုင်ငံတစ်ခုဒေသတစ်ခုပြည်နယ်တစ်ခုပွင့်ပြောရင်မြန်မာအစိုးရအုပ်ချုပ်မှုအမှမရှိတော့ပဲတိကျလွတ်လပ်တဲ့ဟာတစ်ခုဖြစ်ဖို့လိုအပ်တယ်အဲ့ဒီတော့ဘင်္ဂလားဒေ့ရှ်ဘင်္ဂလီတွေနေထိုင်မှုအတွက်ကိုတိကျလွတ်လပ်တဲ့ဒေသဖြစ်ဖို့လိုအပ်တယ်ဆိုတာပထမတစ်ဆင့် plan ကဘင်္ဂလားဒေ့ရှ်ဘင်္ဂလီတွေအားကောင်းအောင် UN နဲ့ပေါင်းပြီးတော့ခုနပြောလို့ရောက်ဖောက်ကြောက်အားကောင်းလာအောင်ဗျာခုနပြောလို့မဲ့လူခန္ဓာကိုယ်ပိန်လိချိနေမှာဆိုအင်းနဲ့အားနဲ့ဒူးနဲ့တဲနဲ့စားနဲ့ရိတ်ကမပူပင်ဖြစ်အောင် UN နဲ့ပေါင်းပြီးတော့ဘင်္ဂလားဒေ့ရှ်နဲ့ပေါင်းပြီးတော့နေဆက်မှာစကန်ချတဲ့သဘောမျိုးဖြစ်လာတယ်အဲ့တော့ပွင့်လည်းပြောရင်စားနဲ့ရိတ်ခါအတွက်ပူကြမလို့တော့စစ်တိုက်ရှင်တိုက်လို့ရပြီစစ်တိုက်ဖို့တော့ AA နဲ့ပူပေါင်းမယ်ပြီးရင်နေမျိုးသိမ့်ရင်သိမ့်မယ်ရခိုင်ပြည်နယ်ထဲမှာရှိတဲ့နေမြေတွေအကုန်လုံးကိုဘင်္ဂလားဒေ့ရှ်ကဘင်္ဂလီတွေကိုထိုးထည့်လိုက်မယ်အဲ့လိုပုံစံမျိုးအထိဒါရည်ရွယ်ချက်ကဒီထိမတော်ဘူးလို့ပြောနိုင်ဆိုတော့စားနဲ့ရိတ်ခါတွေက UN ကလာပြီးထောက်ပံ့မယ်အဲ့ဘင်္ဂလီတန်းကျော်အတွက်စားနဲ့ရိတ်ခါကို UN ကလာထောက်ပံ့မယ်အဲ့ကောင်တွေကပတ်စံစားစရာရှိတဲ့ကဒရောင်းစားထမင်းဝါတော့ဘာလုပ်လဲအဲ့လိုမျိုးပဲဒီကောင်တွေထမင်းဝါလာပြီထမင်းဝါလာပဲဖြစ်လေအားကောင်းလာပြီခွန်အားရှိလာပြီစားရတော့ဆိုလည်းပူစားမလို့ဆိုရင်တို့ဘာလုပ်လဲနယ်ချက်တာလာတော့နယ်ချက်ဘယ်ဟုတ်ချက်မလဲအခုဘင်္ဂလားဒေ့ရှ်ကရီမန်းချက်ကတာဂက်ကရခိုင်ပြည်နယ်လို့တာဂက်ထိုးလိုက်ပြီဆိုတော့ရခိုင်ပြည်နယ်နယ်မချက်ဘူးလို့မပြောနိုင်ဘူးအဲ့လိုနယ်ချက်ဖို့အတွက်ကစကလုံးလှတုံးတယ်ဓာတ်ရိုက်ချက်လို့မရဘူးအေးနဲ့ထိတိုက်တွေ့မှာဆိုတဲ့အခါကျတော့အေးနဲ့လည်းဆက်ဆံရမယ်လို့ပြောလိုက်တော့အေးနဲ့ဘင်္ဂလားဒေ့ရှ်ကမြုပ်တရမသိမယ်မဟာမိတ်လိုမျိုးသွားချိတ်လိုက်ပြီဖြစ်နိုင်ပြီးလည်းပြီးတော့အေးကတော့ဘင်္ဂလီတွေဝင်လာတာကိုစစ်တပ်ကိုတိုက်ဖို့လို့ထင်ပြီးတော့လက်ခံခံပြီးလိမ့်မယ်ပြီးလည်းပြီးတော့နောက်ဆုံးမှာအေးတွေဘွားပြမယ်ဘင်္ဂလီတွေကဘင်္ဂလားဒေ့ရှ်ကဘင်္ဂလီတွေကဒီရခိုင်ပြည်နယ်ရဲ့နယ်မြေတော်တော်များအပိုင်းသိမ်းမယ်ရှင်းပြရင်တော့ဟိုဘာလို့တွင်လဲဆိုတော့ရုရှားကခရိုင်းမီးယားကိုယူထားလှည့်ပတ်ယူသွားသလိုမျိုးပဲမယူလို့ပြောနိုင်ဘူးဆိုတော့ဘင်္ဂလားဒေ့ရှ်အတွက်ကလည်းဒီနယ်မြေကိုလိုချင်နေတာကဒီအခုတည်းကမဟုတ်ဘူးဟိုရေတပ်ကာကွယ်ဦးစီးချုပ်ရေပေါ့ဗျာဗိုလ်ချုပ်ကြီးသူရသက်ဆွေရဲ့ဒီသူရေးတဲ့စာအုပ်တုပ်ရှိတယ်ကျွန်တော်စာအုပ်နာမည်မေ့နေတယ်အဲ့စာအုပ်မှာအင်္ဂလိပ်လိုရေးတာအဲ့စာအုပ်ကမြန်မာလိုဦးရထွက်ကပြန်ပါလာပြန်ရေးတယ်ထင်တယ်အဲ့စာအုပ်မှာသူရသက်ဆွေကထည့်ရေးဘူးတယ်တေချောင်ထည့်ရေးတယ်သူဘင်္ဂလားဒေ့ရှ်ကိုသွားပြီးတော့သူလိလာရေးခီးစစ်တစ်ခုမှတင်သွားတဲ့အခါမှာဘင်္ဂလားဒေ့ရှ်ကစစ်ဗိုလ်ချုပ်တွေပြောတဲ့စကားတစ်ခွန်းကတိတ်ကြောက်စရာကောင်းတယ်ဆိုတော့သူထည့်ရေးသွားတာကျွန်တော်ဣသီမီတလုံးမှဣသီမီတလုံးမကြံပြောနိုင်ဘူးခက်ပေမဲ့လိုရင်းတိတ်ပဲပြောရရင်အဲ့ဘင်္ဂလားဒေ့ရှ်ကစစ်ဗိုလ်ချုပ်တွေကလွန်ခဲ့တဲ့နှစ်30လောက်ကတည်းကကျွန်တော်သူသွားစင်ကပေါ့ဗျာလွန်ခဲ့တဲ့30လောက်သူသွားစင်ကတည်းက30 20လောက်နှစ်20ကျော်30လောက်တည်းကသူသွားစင်ကတည်းကအဲ့ဒီတော့ဘင်္ဂလားဒေ့ရှ်ဗိုလ်ချုပ်တွေကဘာလို့လဲဆိုတော့မြန်မာပြည်ဘက်ကိုလှမ်းကြည့်ပြီးတော့ပြောတယ်မင်းတို့ဘက်ချမ်းပါတဲ့
အပိဟိုစားနဲ့ရိတ်ကတင်းပြန်ပင်နေစိုက်လို့ပြလို့တအားကောင်းတာပဲတဲ့အဲ့ဒီနေမျိုးငါတို့လိုချင်လိုက်တာဆိုတော့မျိုးအဲ့တုန်းကအဲ့လိုစကားပြောခဲ့တယ်အဲ့တော့ကတော့ဗျာပွင့်လည်းပြောရင်တော့တူပြောတာပေါ့အခုကပေါ်တင်ပြောတာဆင်းပေါ်တာအရင်တော့စိတ်ထဲမှာခံစားချက်စိတ်ထဲမှာရှိတယ်ငါတို့အခွင့်ရရင်အခွင့်တာရင်ဒီနေမျိုးငါတို့ကျူးကျော်မယ်လို့ငကိုတွေကဘင်္ဂလားဒေ့ရှ်ကခံစားချက်ရှိပုံရတယ်ရှိထားပုံရတယ်ရင်ထဲမှာရှိနေတယ်ဒါပေမဲ့အဲ့တုန်းကအရင်တော့သူတို့အားမကောင်းတဲ့အတွက်မပြောဘူးဒါပေမဲ့အခုကအားကောင်းလာပြီနောက်ခံက OIC လိုမျိုးနိုင်ငံရှိတယ်ကုလသမဂ္ဂလိုရှိတယ်တခြားနိုင်ငံတွေကိုပူးပေါင်းထားပြောနေတယ်အဲ့တော့ရှိနေတဲ့ခါကျသူတို့နှုတ်ကပေါ်တင်ထုတ်ရဲပြောရဲလာပြီအရင်တော့မင်းနှမလေးငါလိုချင်လိုက်ကွာဒါကွာလို့မပြောရဲဘဲနဲ့စောင်းမိကြည့်ဒီကောင်မလေးကိုစိတ်ထဲမှာဒီမင်းနှမကိုငါလိုချင်တယ်ကွာလို့စိတ်ထဲမှာဒီကောင်နှမကိုငါသိမ်းနေတယ်လို့စိတ်ထဲမှာတွေးနေလိမ့်မယ်ဒါပေမဲ့အားကောင်းလာတဲ့ခါအင်ရတော်တွေကကိုဒီရောက်ပါလဲမူယူရန်ကကိုချင်းချင်းပြက်လက်ရိုက်နေတယ်ဆိုတော့အဲဒီကောင်ကြည့်ပြီးတော့မင်းနှမကတော့ငါလိုချင်တယ်ကွာလို့ပြောလို့ရချင်မှာရည်တဲ့စကားစပြောလာဒါပဲကျွန်တော်တိုင်းပြည်ရဲ့အချုပ်ချာအနာကိုရည်တဲ့ဒီပြောလာတာရည်တဲ့ပြောလာတာဆိုတော့တချို့ကပြောမယ်ဒါစကားဖြစ်နေပြောတာပဲသူတို့ဘင်္ဂလားဒေ့ရှ်ကစဉ်းစားချက်ထဲမှာဒါထက်စဉ်းစားတာပဲစကားဖြစ်နေပြောမှာပဲလို့ပြောလိမ့်မယ်မှန်ပါတယ်ကျွန်တော်တို့မြန်မာတွေကလည်းစကားဖြစ်နေခုချိန်မှာစူးစီးကြစ်ကြစ်လေးနဲ့ပြောဖို့လိုတဲ့စကားတခုရှိလာပြီအဲ့ဒါခရတော့သိလားငါတို့တစ်ချိန်လုံးကဘင်္ဂလားစစ်တကောင်းနယ်မြေငါတို့ပိုင်တဲ့နယ်မြေငါတို့ပြန်သိမ်းရမယ်အဲ့လိုစိတ်မျိုးကျွန်တော်ရှိရမယ်ငါတို့ပြန်သိမ်းမယ်တစ်ချိန်မှာအဲ့စစ်တကောင်းနယ်မြေငါတို့ပြန်သိမ်းမယ်ကြိုင်ရမယ်အဲ့လိုပြောရမယ်အဲ့စကားပြောရမှာဘင်္ဂလားဒေ့ရှ်ကိုလိုက်စားပြောတရုတ်ကိုလည်းအေးမင်းတို့တစ်ချိန်လုံးကယူနန်ပြည်နယ်နယ်စပ်တစ်လျှောက်လုံးတော်တော်များတချို့တို့မြန်မာနဲ့ဆက်ဆက်နေတဲ့နော်နေမြေတွေကိုလို့ငါတို့လည်းလိုအပ်ရင်ပြန်သိမ်းရမယ်တိုက်ယူမယ်သိမ်းယူမယ်နိုင်ငါတို့အားသာရင်ငါတို့ပြန်တိုက်ယူမယ်စိတ်ထဲမှာရှိလို့လေမျိုးချစ်စိတ်တိုင်းပြည်ချစ်စိတ်ငါတို့တိုင်းပြည်ကိုမင်းတို့ကျူးကျော်လာဖို့မရဘူးမင်းတို့တိုင်းပြည်ကိုငါတို့ကျူးကျော်မယ်ဆိုစိတ်နဲ့ကိုထားမှာမတတ်နိုင်ဘူးတို့အိမ်ကြီးနိုင်ငံကျူးကျော်မယ်ဆိုစိတ်ကိုပြန်ထည့်ရအောင်ဖြစ်နေပြီမတတ်နိုင်ဘူးအဲ့လိုပြောအောင်ဖြစ်နေပြီအခုတို့ကကျွန်တော်တို့အချိန်မြေကျူးကျော်ဖို့ကြိုးစားနေတာအခုဘင်္ဂလားဒေ့ရှ်ကကျူးကျော်ဖို့ကြိုးစားတယ်တရုတ်ကလည်းမကျူးကျော်ဘူးလို့မထင်နဲ့အိန္ဒိယလည်းကျွန်တော်တို့မျက်စောင်းမထိုးဘူးလို့မထင်နဲ့သူကလည်းအခွင့်အရေးဝင်မှာပဲအကုန်လုံးကခင်ဗျာထိုင်းရလည်းရရင်ဝင်မှာပဲထိုင်းရလည်းဘာလို့လိုချင်မလဲခင်ဗျာစဉ်းစားကြည့်ကျွန်တော်တို့တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံးထိုင်းရမချင်တာရရင်မမှာပဲဒီကောင်ကြီးကလည်းရရင်မမှာပဲနော်ရှင်းရှင်းလေးဒါဘယ်ကောင်မဆိုလုံးမှာကျွန်တော်တို့တို့ကဘင်္ဂလားဒေ့ရှ်အန်ဒီလည်းကြောက်ရတယ်တရုတ်အန်ဒီလည်းကြောက်ရတယ်ထိုင်းကိုလည်းသတိကြီးထားနေရတယ်အိန္ဒိယကိုလည်းစောင့်ကြည့်နေရတယ်လေးနိုင်ငံလုံးကျွန်တော်သတိထားနေရတယ်အိန္ဒိချင်းတော့အိန္ဒိချင်းပဲဒါပေမဲ့ကျွန်တော်တို့ဗရင်ဘောက်ကတော့ချောင်းကြည့်ပြီးတော့ကျွန်တော်တို့ဘယ်ချိန်မှဝင်ပြီးအလင့်ငိုက်တွဲရမလဲဆိုတော့စောင့်ကြည့်နေလို့ပဲအဲ့တော့ကျွန်တော်တို့ကြောက်ရတယ်အကုန်ကြောက်နေရတယ်ကျွန်တော်နိုင်ငံသားတွေဘာဖြစ်လို့ဒီလိုဖြစ်နေရလဲအခုကျွန်တော်တို့စိုးရိမ်နေရတယ်ကျွန်တော်တို့ဆိုဒီမှာရင်းနဲ့မကောင်းစိုးရိမ်နေရတယ်ဘာလို့နိုင်ငံချစ်တာငါနိုင်ငံကြီးတော့ဒုက္ခပါပဲဆိုစိုးရိမ်စိတ်ဒါပေမဲ့တချို့တွေကိုယ့်နိုင်ငံကိုချစ်ရကောင်းမှမသိတဲ့ကဒီလိုမျိုးဘင်္ဂလားဒေ့ရှ်တို့ဘာလို့ကခုနရည်တဲ့တွေပြောလာပြီးပေါ်တင်တွေထုတ်ပြောလာပြီးအဲ့စကားကိုတော့ကျွန်တော်တို့နိုင်ငံသားတွေကဟိုအဲ့ဒါကြီးကိုစိတ်ထဲမှာဘာခံစားချက်မရှိဘူးဆိုရင်ခင်ဗျားတို့ရဲ့တိုင်းပြည်ချစ်စိတ်ခင်ဗျားတို့ဒီနိုင်ငံမှာမွေးပြီးဒီနိုင်ငံမှာကြီးပြီးဒီနိုင်ငံရဲ့ရေမြေနဲ့ဒီနိုင်ငံမှာဒီနိုင်ငံရဲ့ရေမြေသီးနှံတွေစားသုံးပြီးဖြစ်တည်လာတဲ့ခန္ဓာကိုယ်နဲ့သွေးတွေကဖောက်တာထုတ်လိုက်ကြပြီလို့ရှက်ဖို့လည်းကောင်းတယ်သိရှက်ဖို့လည်းကောင်းတယ်နော်အဲ့တချို့ပြောစစ်ကောင်စီကြောင့်ဘာကြောင့်စစ်တပ်နဲ့ဘာကြီးစစ်ကောင်စီဘာမှမဆိုင်ဘူးစစ်တပ်မရှိလဲဒီကောင်တွေချောင်းနေမှာပဲစစ်တပ်ရှိလဲချောင်းနေမှာပဲချောင်းတာပဲလာမပြောနဲ့ချောင်းတာနေပါအမြဲဒီကောင်ချောင်းနေမှာအခုကျွန်တော်တို့ကြားချောင်းချောင်းနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကဒီလိုမျိုးစကားတွေကိုတရားလက်လွတ်တွေတန်တမန်ကျင့်ဝတ်တွေကြော်တယ်နိုင်ငံတနိုင်ငံထားတဲ့စီမင်းစည်းကမ်းတွေကြော်ပြီးတော့ဗဇက်ကနေပေါက်လော့ပဲစားတွေပြောနေတာကိုမြန်မာအစိုးရအာဏာပိုင်တွေကဘာမှမပြောနိုင်ဘူးနိုင်ငံရေးဝန်ကြီးဌာနတုံ့ပြန်တာလည်းမတွေ့ရအောင်တုံ့ပြန်ထားကြောင်းလည်းမထုတ်ပြန်နိုင်ဘူးကျွန်တော်စဉ်းစားလို့မရတာကမြန်မာနိုင်ငံကနိုင်ငံရေးဝန်ကြီးဌာနကဘာအတွက်ဖွဲ့စည်းထားတာလဲအဲ့နိုင်ငံရေးဝန်ကြီးဌာနဘာအတွက်ဖွဲ့စည်းထားတာအလကားနိုင်ငံတော်ကကျွန်တော်တို့နိုင်ငံသားတွေရဲ့နိုင်ငံပိုင်ငွေတွေကိုပတ်စံပုံပေးပြီးတော့အဲ့ဒီကောင်တွေဘာလို့ပို့ထားတာလဲကျွန်တော်တို့ကဘာလို့ပို့ထားတာအဲ့နိုင်ငံရေးဝန်ကြီးနဲ့အဲ့ဒီညုံမှုညုံချုပ်တွေအကုန်လုံးအဲ့ဒီရရှိတွေအကုန်လုံးကျွန်တော်ဘာအတွက်ထားတာလဲအဲ့ဝန်ကြီးဌာနအကုန်လုံးတိုင်းပြည်အတွက်ကနှုတ်နေအောင် defend မလုပ်ပေးဘူးဆိုရင်ခင်ဗျားတို့နှုတ်နေအောင် defend လုပ်ပေးဖို့ဆန္ဒမရှိဘူးဆိုရင်နေလားငါချာချာဆိုခင်ဗျားတို့အရင်ပြေးကြမယ်ကောင်တွေလားစဉ်းစားစမ်းခင်ဗျားရှက်တတ်ကြဖို့ပြောတာအဲ့နိုင်ငံရေးဝန်ကြီးဌာနဖော်လို့ပြောတာရှက်တတ်ကြဖို့ပြောတာနှုတ်နေအောင်ခင်ဗျားတို့ကကောင်တာမလုပ်နိုင်ဘူးဆိုရင်ခင်ဗျားဘာနဲ့လုပ်ကြမလဲတကယ်တော့နေလားငါချာဆိုခင်ဗျားတို့ပြေးမှာလားနည်းနည်းတော့ခင်ဗျားတို့ရဲ့တိုင်းပြည်ချစ်စိတ်လေးကရှက်ဖို့တော့ကောင်းနေပြီဗျာနည်းနည်းတော့ရှက်တတ်တဲ့စိတ်လေးရှိတတ်ဖို့လိုတယ်ရှက်တတ်တဲ့စိတ်ရှိဖို့လိုတယ်ခင်ဗျားတို့မှာရှက်ကြောလေးတွေပြတ်နေကြလားကျွန်တော်မသိဘူးအဲ့နိုင်ငံရေးဝန်ကြီးဌာနတစ်ဖွဲ့လို့နောက်နိုင်ငံနာဆာကနိုင်ငံတော်အကြီးအကဲတွေခင်ဗျားတို့မှာရှက်တတ်တဲ့စိတ်ကိုရှိကြရလားဒီလောက်သူတို့နင်းကန်ပြီးတော့ကြီးတဲ့တွေပြောနေတယ်ကို့နှမလေးကိုကို့အိမ်ရကို့အမေအဖေနှမတွေကိုကြီးတဲ့ပြောလာနေပြီဒါတွေကိုကျွန်တော်တို့ကငြိမ်ခံနေကြတယ်ဘာကွယ်ဦးရခိုင်ပြည်နယ်မို့လို့ဖြစ်ထားလိုက်ရတယ်ထားလိုက်အေးအေးနဲ့ရှင်းမသိဘူးခင်ဗျာအေးအေးနဲ့ရှင်းတာပထမကိုနောက်ဆုံးရှင်းရမှာကျွန်တော်တို့နိုင်ငံတော်ကပဲရှင်းရမှာနိုင်ငံတော်ကပဲရှင်းရမှာနိုင်ငံတော်ကမှမရှင်းမဲနေဘယ်လိုလုပ်လဲဘယ်သူရှင်းအေးရှင်းနိုင်မှာထင်လားအေးလည်းမရှင်းနိုင်ဘူးမျိုးပြုတ်မှာရခိုင်နေဆက်သွားကြည့်ရခိုင်မျိုးပြုတ်သွားလိမ့်မယ်အဲ့ဘင်္ဂလားဒေ့ရှ်အောင်ရခိုင်မျိုးပြုတ်လိမ့်မယ်တတိရှိလှုပ်ပေးတာကြီးရခိုင်မျိုးကိုပြုတ်မှာ
မပြုတ်တော့မှပဲပြည်မကနေရခိုင်တွေပဲကြံခဲ့ပြီးရခိုင်ပြည်နယ်ရဲ့ရခိုင်တွေပြုတ်မှာအဲ့တော့ဘင်္ဂလားဒေ့ရှ်ကအကြံစီနဲ့နိုင်ငံတကာအထောက်ပံ့ရေးနဲ့အကူအညီအားနဲ့အားနဲ့ကိုဘယ်လို့မှအဲ့ကောင်တွေမရှင်းနိုင်ထွန်းမြတ်နိုင်အဲ့ကောင်ဘင်္ဂလီဇက်ဘင်္ဂလီဇက်သွင်းထားတာခံထားရတာအဲ့ကောင်ထွန်းမြတ်နိုင်လည်းရခိုင်ပြည်နယ်ဖြည့်ဆည်းမယ်ကောင်ရခိုင်ပြည်နယ်ကိုဖြည့်ဆည်းဖို့အတွက်ထွန်းမြတ်နိုင်မွေးဖွားလာတာပဲထွန်းမြတ်နိုင်မွေးဖွားလာတာရခိုင်ပြည်နယ်ဖြည့်ဆည်းဖို့ပဲရှင်းလေးပဲအဲ့တော့သူတို့လက်နဲ့သူတို့ရခိုင်ပြည်ကိုပြန်ဖြည့်ဆည်းနေတာကိုကျွန်တော်ကြည့်နေရတယ်ကျွန်တော်ကကိုယ်နိုင်ငံရဲ့အစိတ်ပိုင်းဖြစ်နေကျွန်တော်တို့ခံစားနေရတာဒါပေမဲ့ဒီကောင်တွေကကိုယ့်ပြည်နယ်ကိုပြန်ဖြည့်ဆည်းနေတယ်ကိုယ့်ပြည်နယ်ဟိုမှာထိကပိုင်းရီရွာပြောတာလဲရခိုင်တွေဘာမှမလုပ်ရဘူးထွန်းမြတ်နိုင်ဘာမှမပြောနိုင်ဒီကောင်တွေမှာရှက်ကြောပြန်တယ်နောက်တစ်ခါအကြီးကလေးကလည်းဘာမှမပြောဆိုခင်ဗျားတို့စဉ်းစားနေကြတာဘာတွေစဉ်းစားနေကျွန်တော်မသိဘူးနော်အဲ့တော့ကျွန်တော်တို့ကဒီမှာစကားလေးနဲ့တင်စီပြောတော့ကျွန်တော်မကြိုက်ဘူးလက်မခံနိုင်ဒါလက်ခံမယ်ကိစ္စမဟုတ်ဘူးအဲ့တော့တချို့ကပြောမယ်နာဆာကတချို့ပြောမယ်စကားလေးပြောတာပေါ့ကွာသူကနှုတ်ထက်ပြောချင်တာပြောတာပဲစကားဝိုင်းထဲမှာပြောချင်တာပြောတာပဲစကားဝိုင်းမှာပြောချင်တာပြောတာအဆင်မဟုတ်တော့ဘူးမီဒီယာကနေပေါ်တင်ကြီးတွေရေးလာတာပေါ်တင်ကြီးမီဒီယာကနေပေါ်တင်ကြီးတွေရေးလာတာနော်ပေါ်တင်ကြီးရေးလာတာအဲ့ဒါကိုသိဖို့လိုတယ်မီဒီယာမှာပေါ်တင်ကြီးတွေဆို record လုပ်နေတာမှတ်တမ်းလုပ်နေတာနှစ်20 30နှစ်50လောက်ကြာရင်တစ်ချိန်တော့ဒါကြီးဖြစ်ခဲ့ပြီဒါကြီးပြောခဲ့ပြီဒါကြီးရှိခဲ့ပြီလို့ဆိုတော့ document တွေဖြစ်ကုန်တာအထောက်အထားတွေဖြစ်ကုန်တာ evidence တွေဖြစ်ကုန်တာမမေ့ကြနဲ့တခါလေးကြရင်အဲ့ဒါတော့လိုတယ်အဲ့တော့နိုင်ငံတော်ကြီးခဲ့နေတယ်လေရှက်ကြောလေးတွေရှက်ကြောလေးပြတ်နေလေပြန်ဆက်ကြဖို့လိုပြီနော်ရှက်တက်ကြဖို့လည်းလိုတယ်ငါတို့နိုင်ငံတို့ထိသွားပြီတော့ငါတို့လက်မခံနိုင်အဲ့တော့နိုင်ငံရေးဝန်ကြီးဌာနဘာလို့အောင်လဲအဲ့ဘင်္ဂလားဒေ့ရှ်တမ်မတ်ကိုခေါ်မင်းအကောင်တွေဒီလိုပြောတယ်ကွာမင်းဒါပြောတင်လားမပြောတင်လားမင်းတာတမန်စညိုစီကန်နေဖတ်ဆန်းမင်းတို့မှားနေတာမှာမင်းတို့ပြောတင်လားပြောတင်လားမီဒီယာမှာဒီလိုရေးနေမင်းတို့ရှင်းဖြည့်ရှင်းနေပေးသားမှာလုံးဝမှာဒါပေမဲ့ကျွန်တော်အချိန်ပြောတယ်ဘယ်ကိစ္စမှမဆိုကျွန်တော်ပြောတယ်နိုင်ငံရေးဝန်ကြီးဌာနဗဇက်ပိတ်အဲ့ဝန်ကြီးကအစဗဇက်ပိတ်နေဒီလူတွေဘာအတွက်များဒီတိုင်းပြည်တာဝန်ဝန်ကြီးဆိုတဲ့တာဝန်ညွှန်မှုညွှန်ချုပ်တာဝန်တွေထမ်းဆောင်နေကြတယ်ကျွန်တော်မသိဘူးဒီလိုဘာအတွက်ထမ်းဆောင်နေကြတာဒီလူတွေဘာအတွက်များနိုင်ငံလာတာတွေကိုလိန်ယူနေကြတာလားဒီလိုကျွန်တော်မေးချင်တော့တယ်တကယ်ပါကျွန်တော်တော့ပွင့်လင်းပြောရရင်တော့ကျွန်တော်တို့ဒီလူတွေရဲ့စိတ်နေစိတ်ထားတွေကိုကျွန်တော်အံ့အားသင့်နေတယ်တော်တော်အံ့အားသင့်နေเนาะဒါတစ်ချက်နိုင်ငံတော်အကြီးအကဲတွေနာဆာကဥက္ကဋ္ဌအပါဝင်အကြီးအကဲတွေစိတ်နေစိတ်ထားကိုလည်းကျွန်တော်တခါတခါအံ့အားသင့်တယ်အံ့အားသင့်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတရုတ်ဘင်္ဂလားဒေ့ရှ်ကပါတီကတရုတ်ကွန်မြူနစ်ပါတီကလူဒီလိုစကားပြောတာကိုတရုတ်ကလူတွေကဘာမှမပြောဘူးဘာသူလည်းအလိုလိုပါလားသူလည်းအလိုလိုပါလားဒါဆိုရင်ကျွန်တော်နိုင်ငံသားတွေဘယ်လိုလုပ်ကြတရုတ်ကလည်းအလိုလိုပါဘင်္ဂလားဒေ့ရှ်ကလည်းအလိုလိုပါဆိုရင်ခင်ဗျားတို့ကျွန်တော်စဉ်းစားကြည့်တော့ကျွန်တော်နိုင်ငံတရုတ်ကလည်းရတဲ့နေရာဖက်ယူမယ်ဘင်္ဂလားဒေ့ရှ်ကရတဲ့နေရာဖက်ယူမယ်ထိုင်းကလည်းရရင်ယူမယ်အိန္ဒိယကလည်းရရင်ယူမယ်ဆိုရင်ခင်ဗျားတို့ကျွန်တော်တို့အဘိုးဘေးတွေဘာအတွက်အသက်ပေးခဲ့ကြရလဲခင်ဗျားတို့ဘိုးကျွန်တော်ဘိုးဘေးတွေဘာအတွက်အသက်ပေးခဲ့ကြလဲသူတို့သွေးတွေကမြန်မာပြည်ရဲ့မြစ်ချောင်းတွေမှာစီးဆင်းနေတယ်ခင်ဗျားတို့မမေ့နဲ့အဲ့ဒါယူကျွန်တော်တို့ကျွန်တော်ဘိုးဘေးတွေအာနာတက်ဖို့လည်းလိုတယ်ဖြတ်တက်ကြဖို့လည်းလိုတယ်ပြောဖို့လည်းလိုတယ်တိုင်တွန်းအားပေးကြဖို့လည်းလိုတယ်ပြန်ပြီးတော့ကောင်တာဖို့လည်းပြီးတော့နိုင်ငံသားချင်းညီညွတ်ကြဖို့လည်းလိုတယ်ဒီနိုင်ငံသားညီညွတ်ကြဖို့လိုတယ်နော်အခုကဘာဖြစ်နေလဲဆိုတော့ကျွန်တော်နိုင်ငံသားချင်းချင်းလည်းစီးလုံးညီညွတ်မှုပြပြနေတာကိုနိုင်ငံတကာသိတယ်ကျွန်တော်နိုင်ငံသားချင်းစီးလုံးဗမာချင်းလည်းကွဲတယ်တိုင်းသားတွေဗမာနဲ့လည်းကွဲတယ်အချင်းချင်းကလည်းပတ်လက်ရိုက်ပြီးချနေတယ်အပေါ်မှာလည်းယာရုကြီးကြီးချမ်းမှာယာရုလူနေတယ်အကုန်လုံးလူတယ်ခင်ဗျာရိုးရိုးလေးပြောမယ်တိုင်းမျိုးဖြစ်နေတာဝင်ကြီးချင်းလည်းမင်းကဘာလဲငါဘာလဲနော်ဘိုးချုပ်ချင်းလည်းမင်းကဘာလဲငါဘာလဲနော်ပါတီချင်းလည်းမင်းကဘာလဲငါဘာလဲမီဒီယာချင်းလည်းမင်းကဘာလဲငါဘာလဲစီးပွားရေးသမားချင်းလည်းမင်းကဘာလဲငါဘာလဲနဲ့ပြိုင်အကုန်လုံးကျွန်တော်ချင်းချင်းအချင်းချင်းပတ်ပြီးတော့အိမ်ချက်ချင်းအိုးမဲတုတ်ပြီးတော့အချင်းချင်းပတ်ပြီးရန်ဖြစ်နေတာကိုကြိုက်တယ်သဘောကျတယ်ဟာကိုယ့်အိမ်လေးနိုင်ငံတွေကိုကြားချောင်းကားချောင်းချောင်းနေတာကျွန်တော်မသိဘူးအဲ့ဒါကိုစီးလူညီရောကောင်းမှကျွန်တော်တို့မသိကြဘူးအဲ့တော့ကျွန်တော်တို့တွေဘာဖြစ်မလဲတစ်ချိန်ကျရင်သူများကြုံဖြစ်မယ်ဒီတိုင်းသွားရင်ခင်ဗျားတို့ကျွန်တော်ကြုံဇက်ကိုတွင်းနေတာကိုကြုံဇက်ကိုပြန်တွင်းနေတာကိုကြုံဖြစ်ချင်လို့ကိုဇာလန်ကိုရေးနေကြတာခင်ဗျားတို့ကျွန်တော်အားလုံးအဲ့လိုဖြစ်နေတယ်ကျွန်တော်အားလုံးကကြုံဇက်အသွင်းခံနေရပြီမမေ့ကြနဲ့နိုင်ငံတကာအတိုင်းအဝိုင်းမှာဂျားထဲမှာကျွန်တော်အားလုံးကြုံဇက်အသွင်းခံနေရပြီကျွန်တော်အားလုံးကတဖြည်းဖြည်းနဲ့ကြုံဖြစ်မှမသိဖြစ်လာတော့မယ်တဖြည်းဖြည်းနဲ့အဲ့တိုင်းသွားတယ်ကျွန်တော်တို့မညီညွတ်ရင်ကျွန်တော်အားလုံးစီးလုံးညီမှုမရှိရင်ကျွန်တော်ချင်းချင်းမှညီညွတ်နဲ့အတူတူကတိုင်းပြည်ထူထောင်မှုမကြိုးစားရင်အကုန်လုံးတစ်ချိန်မှာကြုံမြန်ဖြစ်မယ်နှစ်တရာတော့မကြောက်ကြုံမြန်ဖြစ်တဲ့ပွဲရောက်မယ်ကြည့်လို့ကြအဲ့ဒါတော့ကျွန်တော်တိုက်တွန်းချင်တယ်ခင်ဗျားတို့တချို့ကကြရင်နိုင်ငံတော်ကလူတွေလည်းပြည်သူလူထုနဲ့ပူးပေါင်းဆောင်ရွက်ပါတတ်သိနားလည်းလူတွေပူးပေါင်းဆောင်ပြီးအတူတကွကျွန်တော်တို့ဒီတိုင်းပြည်ဘလို့ထူထောင်ကြမလဲဆိုတာမျိုးလုပ်ကြပါငါသိငါတက်ငါလုပ်တတ်တယ်ဆိုတဲ့ပုံစံနဲ့တော့လုပ်လို့မရဘူးတိုင်းပြည်အတူလုပ်မှရမယ်အခုတိုင်းပြည်ကိုဟိုကောင်တွေကစော်ကားကျင်တိုင်းစော်ကားပြောကျင်တိုင်းပြောလှုပ်ကျင်တိုင်းလှုပ်ကိုယ့်နှမလေးကိုဗျာဟိုကောင်တွေကမရင်းကျင်မို့လဲစူးစမ်းနေစော်ကားမို့လဲစူးစမ်းနေပေါင်းဒီလိုလည်းမဟုတ်ရည်တဲ့လည်းပြောပုံစံမျိုးစုံနဲ့စူးစမ်းနေတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဒါယူထိုင်ပြီးမူယူရန်ကတောက်စားပြောပါပြီးတော့ပျက်စီးခြင်း၅ပါးတိုင်နေတာကြီးနဲ့ကျွန်တော်က okay ပြီးထင်တာကိုရှက်ကြဖို့လိုပြီလို့ပဲတိုက်တွန်းခြင်းနဲ့ညီညွတ်ကြဖို့လိုပြီလို့ပဲတိုက်တွန်းခြင်းနဲ့ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ပြည်သူလူထုတရားတအုပ်ချင်းစီကစိတ်ဓာတ်အကျင့်စာရိတ္တတွေပြင်ကြဖို့ညီညွတ်ကြဖို့လိုပြီလို့ပဲကျွန်တော်တိုက်တွန်းခြင်းနဲ့